ကျမ်းရေးပုဂ္ဂိုလ်တန်လူကာဆေးဆရာဝန်တူဖြစ်တယ်လူနာတယောက်ဤကျမ်းမာရေးအားနည်းရင်ဘလို့ကုသရမလဲဆိုတာသူကောင်းကောင်းမမို့ကျွမ်းကျင်တယ်ဒါမဲ့လို့ဒီလောကကိုဈေးလောကကိုသူခဏထားပြီးတော့တန်ပေါ်လူဤသာသနာပြုခရီးစဉ်မှာတန်ပေါ်လူနဲ့အတူတူသွားလာပြီးတော့သာသနာပြုခရီးစဉ်မှာပါဝင်ပြီးတော့တန်ပေါ်လူပြောသမျှဟောသမျှတွေအားလုံးကိုမတန်းတင်ထားပါတယ်ဒီကနေ့ဧဝံဂေလိတရားတော်လုကာဆိုတာသူပဲကျမ်းစာကိုသူရေးတယ်ပြီးတော့တမန်တော်ဝတ္ထုကိုလည်းပဲသူရေးခဲ့ပါတယ်အဲ့တော့သူဟာရှေးဆရာဝန်တူဖြစ်တယ်ဆိုတာကိုကျမ်းစာအပြည့်တို့သိရတော့လည်းပဲခရစ်တော်ယေရှုဤသာသနာပြုခရီးစဉ်မှာသူမတန်းတင်ထားတဲ့အချက်တွေမှာခရစ်တော်ယေရှုတည်လူနာတွေကိုကုသတယ်ဆိုတာတော့ပါတယ်ဒါမဲ့လို့သူကုသတဲ့အတိုင်းမဟုတ်ဘူးဖြစ်နေတာသူသိခရစ်တော်ယေရှုကုသခြင်းမှာဘာစီဝါမှမလိုဘူးပျောက်စေဆိုတဲ့အမိန့်တစ်ခုတည်းဖြစ်တယ်တော့ဒီကနေ့ကျမ်းစာတော်မြတ်မှာလည်းပဲခရစ်တော်ယေရှုဤကုသခြင်းဆိုတဲ့တကူတော်ကိုတပည့်တော်ကြီးတွေကိုပေးလိုက်တယ်ဆိုတာကိုလည်းပဲတန်လူကာကမှတ်တမ်းတင်ထားတယ်တော့ဒါကိုကြည့်ခြင်းအပြင်မိမိရဲ့ကုသခြင်းနဲ့ခရစ်တော်ယေရှုရဲ့ကုသခြင်းလုံးဝကွာခြားပြီးတော့ခရစ်တော်ယေရှုဤဘုရားအဖြစ်တော်ကိုလူသားတွေအလုံးသိဖို့အတွက်သူရဲ့ကြံရေးခြင်းအဖြစ်တိမှတ်ဝန်ခံစေတယ်လူသားတွေအလုံးကိုသိစေတယ်နောက်တစ်ချက်ကသူရေးတဲ့ကျမ်းစာတော်မြတ်နဲ့နှစ်ခုမှာပထမကျမ်းနဲ့ဒီကနေ့ဧဝံဂေလိကျမ်းနှစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင်တန်ပေါလုဤပြောဆိုလှုပ်ရှားသွားလာမှုတွေကိုမှတ်တမ်းတင်ထားတဲ့အခါမှာတန်ပေါလုပြောတဲ့စကားကဒီကနေ့ပါလေသူ့ရဲ့သာသနာပြုခရီးစဉ်မှာလူတွေကတယောက်ပြီးတယောက်သူ့ကိုစွန့်ခွာသွားကြတယ်ဒါပေမဲ့လို့လုကာကြတော့မစွန့်ခွာဘူးသူနဲ့တူရှိတယ်လို့တန်ပေါလုကသက်သေခံထားတယ်ပြီးတော့မှသူ့ရဲ့သာသနာပြုခရီးစဉ်မှာတောက်လျှောက်မှာသတိထားကြည့်လိုက်သူဒုက္ခမျိုးမျိုးသူခံရတယ်ဟိုအဖွဲ့အစည်းဒီအဖွဲ့အစည်းအာဏာပိုင်တွေကပါစားလူတွေအလုံးသူ့ဒုက္ခပေးကြတယ်ထောင်သွင်းအကျဉ်းချညှဉ်းပန်းနှိပ်စက်တန်ကြိုးနဲ့တုတ်ထားဒါမဲ့လို့သူ့ကိုဘယ်သူလှုပ်ပါတယ်လို့မပြောဘူးဒါပေမဲ့ဒီကနေ့ကျမ်းစာတော်မြတ်မှာလူတယောက်ရဲ့နာမည်ကိုသူကွင်းကွင်းကွက်ကွက်ကြီးသူပြောလိုက်တယ်ပြောရခြင်းအကြောင်းရင်းကတော်တော်ကိုသူမခံတာလို့လက်ညှိုးထိုးပြီးတော့ကိုပြောလိုက်တာငါ့ကိုဒုက္ခပေးတဲ့ကောင်အလက်ဇန္ဒာဆိုတော့နာမည်ပါတက်ပြီးတော့ပြောလိုက်တာတော်တော်ကိုသူခံပြင်းလို့သာလေနာမည်ကိုတက်ပြီးတော့ပြောလိုက်ဘာကြောင့်လဲဆိုတော့အဲ့ဒီလူကတဲ့သူပြောသမျှအကုန်ဆန့်ကျင်တယ်လူတွေကလည်းခွာသွားတဲ့အကြောင်းရင်းကဘာကြောင့်လဲဆိုတော့တန်ပေါလုဟာဂရိအတွေးခေါ်ပညာရှင်ကြီးဖြစ်တယ်လောကဆန်တဲ့ဂရိအတွေးခေါ်ပညာတစ်ခုတည်းနဲ့မဟုတ်ပဲနဲ့သူဆက်လက်ပြီးတော့သိရှိတွေးခေါ်တဲ့ချက်တွေကပါတယ် theology အပိုင်းရောက်လာတဲ့ခါကျတော့အဲ့ဒီလူတွေအတွက်လက်ခံနိုင်စရာတွေမရှိဘူးဆိုတာကိုတွေ့လိုက်ရတယ်ဒါတန်ပေါလုကကောင်းကောင်းသဘောပေါက်တယ်သူစိတ်ပြက်လားဆိုတော့မပြက်ဘူးရှေ့ဆက်လက်ပြီးတော့လူတွေခရစ်တော်ယေရှုဤ theology ကိုကောင်းကောင်းသဘောပေါက်နားလည်ပြီးခရစ်တော်ယေရှုကေတင်ချင်းအကြောင်းလေးကိုဆက်လက်ပြီးတော့သူတတိရှိစွာဖြင့်သူဟောပြောသွန်တယ်ဒီနေရာမှာသူ့ရဲ့သာသနာပြုခရီးစဉ်မှာသူ့ကိုဒုက္ခပေးတဲ့လူတွေအများကြီးထဲမှာအလက်ဇန္ဒာဆိုတဲ့နာမည်ကိုတခါတည်းသူတန်းရွတ်ပလိုက်တယ်အဲ့တော့ဒါကိုကြည့်ခြင်းအဖြစ်သာသနာဤအစမှကလေးကသာသနာပြုတွေကိုအရှိရလည်းမလျှောက်အနောက်ကလည်းမလိုက်ကန်လန့်ဒုက္ခပေးတဲ့လူတွေရှိသလိုဒီခေတ်ဒီအချိန်ခါကြီးမှလည်းပဲသာသနာပြုတွေကိုအရှိကလည်းမလျှောက်အနောက်ကလည်းမလိုက်ကန်လန့်လုပ်ပြီးဒုက္ခပေးဆန့်ကျင်တဲ့လူတွေတောက်လျှောက်ရှိနေတယ်နောက်လည်းရှိနေဦးမလားဆိုတော့ဒါတော့မပြောတတ်ဘူးဘလို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးအနောက်ရှေ့ကြီးကြားထဲမှာတန်ပေါလုကမိမိရဲ့ theology တွင်သင်ရမယ့်အရာကိုဇွဲတတိရှိစွာဖြင့်သူဆက်လက်ပြီးတော့သူတွင်တယ်လေအဲ့ဒီကမှတန်ပေါလုပြောလိုက်တဲ့စကားလေးတစ်ခုရှိတယ်အဲ့ဒီအကောင်ကိုတဲ့သခင်ဖျားဆုံးမလိုက်မယ်အပြစ်ဒဏ်ခတ်လိုက်မယ်ဒါသူပြောတဲ့စကားပြီးတော့မှ तू ကဘာပြောသေးလဲဆိုဒါမခတ်ပါစေနဲ့
ဒါဘာပြောချင်လဲဒုက္ခပေးတဲ့လူကိုသခင်ဖရာကဒဏ်ပေးမှာတစ်ချိန်ချိန်မှာဒဏ်ပေးမယ်ဆိုတဲ့အရာတစ်ခုကိုတန်ဖိုးလူကအတက်အပ်ကိုသူကပြောလိုက်ဒါမဲ့လို့မဖြစ်ပါစေနဲ့သူဆူတောင်းတော့ဧဝံဂေလိတရားကိုကြည့်လိုက်ဦးမယ်ဆိုလို့ရှိရင်တမန်တော်ကြီးတပည့်တော်ကြီး80ဒါမှမဟုတ်82ပါးလို့သုံးထားတာလည်းရှိသူတို့ကိုတကူတွေဩဇာတွေအာဏာတွေပေးလိုက်ပြီးတဲ့ခါကြလို့ရှိရင်ကဘာရရက်ကိုသွားဧဝံဂေလိတရားတော်ကိုဟောညီသက်ချင်းရှိပါစေလို့မင်းတို့ဆုတောင်းပေးအဲ့ဒီလူတွေကလက်မခံဘူးဆိုရင်ကိစ္စမရှိဘူးအဲ့ဒီညီသက်ချင်းကတင်တို့ထံပြန်လာမယ်လို့ဆိုဒါဆိုလို့ရှိရင်ပထမကျမ်းတဲ့ဒီဧဝံဂေလိနှစ်ခုကိုတို့ပြန်ပြီးတော့မှဆက်ဆက်ယူကြည့်လိုက်မယ်အလက်ဇန္ဒာဆိုတဲ့ပုဂ္ဂိုလ်ကမကောင်းမှုနဲ့သူတုတ်ပြန်တဲ့အတွက်ကြောင့်အဲ့မကောင်းမှုကိုသူပြန်ရမယ်ဒီကနေ့တပည့်တော်ကြီးတွေကညီသက်ချင်းရှိပါစေဆိုတဲ့ကောင်းမှုနဲ့ပြုတ်လိုက်တဲ့အတွက်ကြောင့်ခုလူတွေလက်မခံရင်အဲ့ကောင်းမှုကသူတို့စီပြန်လာမယ်ဒါဘာလို့ပြောလို့ရှိရင်တို့ဘာပဲပြုတ်ကောင်းတဲ့အမှုပြုရင်ကောင်းချီးရလက်တို့စီလည်းပြန်လဲခံစားရရှိမကောင်းမှုပြုရင်တော့လွတ်မထင်တဲ့ဆိုတဲ့အရာတစ်ခုပါဒါကြောင့်မတို့တွေကဒီအချက်လက်တွေကိုသိရှိထားပြီးဆိုရင်ဘာပဲပြုတ်စိတ်ကောင်းစေတနာကောင်းနဲ့အမြဲတမ်းပြုရမှာဖြစ်တယ်မဟုတ်လို့ရှိရင်အဲ့ဒီမကောင်းမှုကဒုစရစီကိုပြန်လာမယ်ဒီလူကိုချိန်ဆရင်အော်ဒီလူသေးပါစေဆိုရင်အဲ့ဒီလူမသေးရင်ကိုသေးမှာကိုစီပြန်လာမှာဒါကြောင့်မလို့ဒီကနေ့ကျမ်းစာတော်မြတ်တွေကတို့တွေကိုအမြဲတမ်းသတိပေးတယ်အမြဲတမ်းကောင်းတဲ့ဘက်မှာရှိနေပါသာသနာပြုတွေကိုဝိုင်းဝန်းပါကူညီပါပြီးတော့မှဆောက်ရှောက်ပါဒါတွေဟာတို့သာသနာကိုအတူတူပြုပြီးတော့မှခရစ်တော်ကြီးကောင်းကင်နိုင်ငံတော်နီးလာပြီဆိုတဲ့ယေရှုတရားကိုသူသားတွေအားလုံးသိနိုင်ဖို့တဲ့တို့ရဲ့ကောင်းသောဘဝအသက်တာပြဆက်လက်ပြီးတော့တပိခံကောင်းမှုကြိုးစားကြပါစို့